ဝမှာအရေးကြီးတဲ့အယူဆအတိအမြင်နဲ့ပတ်သက်ပြီးမှတ်သားမြတ်စွာဘုရားကဒါတွေနဲ့ပတ်သက်ပြီးဘယ်လိုဟောတော့ဆိုလူတယောက်ဟာဒီဘဝမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဒါကိုယ့်ကိုဆန်းစစ်ကြည့်ဟုတ်လားမဟုတ်လားလူဖြစ်လာပြီဆိုရင်ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နှစ်မျိုးလုံးလုပ်တယ်တဲ့အဲ့ဒီကောင်းမကောင်းကိုလုပ်တဲ့အလုပ်ဟာကိုယ်နဲ့သာသက်ဆိုင်ကိုပိုင်တဲ့အရာဖြစ်တယ်ဆိုပါစို့အစာရတစ်ခုကိုစားလိုက်တယ်ဆိုလို့ရှိရင်ဝန်းလျှောစေရတဲ့အစာစားမိရင်လည်းဝန်းလျှောမှာကိုပဲလေဘယ်သူမှလာလျှောမှာမဟုတ်ဘူးအစိတ်တောက်ဖြစ်မဲ့အစာစားလိုက်ရင်လည်းအစိတ်တောက်ဖြစ်ပြီးဒုက္ခရောက်မှာကိုပဲလေချမ်းသာစေရတဲ့အစာကိုစားမိလို့ချမ်းသာပြီးအာရုံတွေတိုးလာတာလည်းကိုပဲလေသူများမဟုတ်အဲ့တော့ကိုစားတဲ့အစာစားကိုပဲအကျိုးပြုတယ်ကိုနဲ့သာသက်ဆိုင်ဒါကိုဆိုလို့အဲ့ဓာတွေကပဲဘဝခရီးမှာအရေးပမာလိုက်နေမှာပဲ